မြို့ပြရဲ့ကြောက်မက်ဖွယ်ကောင်းလာတဲ့ဒဏ္ဍာရီတစ်ခုနဲ့အတူချစ်ချင်းမြတ်တာကနေအစိတ်ပြင်းတဲ့ကလေးစားချေမှုအဖြစ်ပြောင်းလဲသွားတဲ့ဝိညာဉ်စိုးမာလီရဲ့ခြောက်ခြားဖွယ်ရာဇလန်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေあいつだ絶対わがまが女と遊ばないはるかがやったのお前誰なんだよまがまが女ဒီတစ်စက်ကားမှာတော့မာဂါလို့ခေါ်တဲ့အမုန်းတရားနဲ့ကလေးစားခြေစိတ်တွေဆွဲလန်းနေတဲ့ဝိညာဉ်စိုးမာလီရှိပါတယ်။သူမရဲ့ယူသွတ်တဲ့ချစ်ချင်းကိုရရှိသွားသူတိုင်းဟာရှောင်လွဲမရတဲ့သေခြင်းတရားနဲ့သာအဆုံးသတ်ရလေရှိပြီးဒီအကြောင်းကပဲပရိသတ်တွေကိုရင်တထိတ်ထိတ်နဲ့ဆက်လက်ကြည့်ရှုစေမှာဖြစ်ပါတယ်။ဇလန်းအချင်းအနေနဲ့ကတော့ဆာနာအဲဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာသူမရဲ့ချစ်သူကိုဒီမာဂါဆိုတဲ့ဝိညာဉ်စိုးကရရက်ဆက်ဆက်တပ်ဖြတ်သွားခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အခါမှာအကြီးအကျယ်ထိတ်လန့်ကြေကွဲသွားပါတယ်။အိမ်နောက်မှာတော့သူမဟာချစ်သူအတွက်လက်စားချေဖို့အတွက်သာတခုတည်းသောရည်ရွယ်ချက်နဲ့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။မာဂါဝိညာဉ်ဆိုတဲ့ရဲမကိုလက်စားချေဖို့အတွက်အစွမ်းကုန်လိုက်လံစုံစမ်းရင်းနဲ့ပဲနောက်ွယ်မှာပုံကွယ်နေတဲ့ပုံမူကြောက်စရာကောင်းပြီးပေါင်မိုက်လာတဲ့လျှို့ဝှက်ချက်အမှန်တရားကြီးကိုဖော်ထုတ်မိသွားတဲ့အခါမှာတော့မတင်မှတ်ထားတဲ့ဇက်ရှင်အပြောင်းလဲတွေနဲ့အတူရင်သက်ရှုမောဖွယ်ရာထိတ်လန့်စရာအဖြစ်အပျက်တွေကိုအဆအဆုံးမြင်တွေ့ကြရမှာဖြစ်ပါတယ်။ဒေးထိတ်ရင်ဖို့စရာစွန့်စားကန်းနဲ့တုံလုံးချောက်ချားဖွယ်ရာဇက်ကွက်တွေပါဝင်တဲ့ဒီဇက်ကားကောင်းကြီးကိုအဆအဆုံးဝင်ရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုရဲ့ description မှာဖော်ပြထားတဲ့ Telegram link ကနေတဆင့်အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ်